ကျွန်တော်ဒီနေ့မှာတော့မတန်ဆန်းတဲ့သူတွေအထူးသဖြင့်နားမကြားတဲ့သူတွေနဲ့စကားမပြောတတ်တဲ့သူတွေအတွက်တယောက်နဲ့တယောက်လက်ဟန်ဘာသာစကားနဲ့ချိတ်ဆက်စကားပြောလို့ရမယ် Sign Language Application လေးကို share လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။အဲ့ဒီ application လေးကတော့ American Sign Language ဖြစ်တဲ့ ASMBLON ဆိုတဲ့ application လေးပဲဖြစ်ပါတယ်။ဒီ app ကို Play Store မှာသွားပြီးတော့ install လုပ်ထားလို့ရပါတယ်။ဒီ app မှာဆိုလို့ရှိရင် sign ဆိုတဲ့ option မှာကျွန်တော်တို့ဒီသင်ခန်းစာတွေကို sign language အလေးနဲ့အများကြီးလေ့လာလို့ရမှာပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင် alphabet ဆိုတဲ့ section မှာကျွန်တော်တို့ဒီအင်္ဂလိပ်စာစကားလုံးတွေစလုံးတွေကိုဒီ finger spelling လို့ခေါ်တဲ့ဒီလက်ဟန်နဲ့စလုံးပေါင်းတဲ့အခါမှာအသုံးပြုဖို့အတွက်ဒီအင်္ဂလိပ်စာ alphabet တွေရဲ့ sign တွေကိုလေ့လာလို့ရတယ်နောက်ပြီးတော့ဒီမေးခွန်းတွေပါတယ်မေးတဲ့အခါမှာအသုံးပြုတဲ့ WH question တွေနောက်ပြီးတော့ဒီကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုဖော်ပြတဲ့အခါတွေမှာစတဲ့ဒီသင်ခန်းစာတွေအများကြီးကိုဒီ sign language အနေနဲ့လေ့လာလို့ရမှာပဲဖြစ်ပါတယ်နောက်ပြီးတော့ဒီအပေါ်က server မှာလည်းကိုသိချင်တဲ့စာကြောင်းတစ်ကြောင်းရိုက်ထည့်လိုက်တာနဲ့ဒီ sign language အလေးနဲ့ဘယ်လိုမျိုးပြောရမလဲဆိုတာပါလွယ်လွယ်ကူကူနဲ့လေ့လာလို့ရတယ်နောက်ပြီးတော့ phone ဆိုတဲ့အပိုင်းမှာလည်း welcome ရယ် introduction ရယ် small talk ဆိုတဲ့ section တွေမှာလည်းသင်ခန်းစာတွေကိုလေ့ကျင့်ခန်းပြန်လုပ်လို့ရတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီတယောက်နဲ့တယောက်စကားပြောတဲ့ conversation ပုံစံနဲ့လည်းသင်ခန်းစာတွေကိုကျွန်တော်တို့ကလေ့လာလို့ရတယ်ဒီ app မှာကတချို့အပိုင်းတွေကို offline နဲ့အသုံးပြုလို့ရပေမဲ့ဒီကျွန်တော်တို့ကဒီသင်ခန်းစာအသစ်တွေကိုလေ့လာတော့မယ်ဆိုရင်တော့ internet ဖွင့်ပြီးတော့အသုံးပြုပေးဖို့လိုအပ်ပါတယ်ဒါဆိုရင်တော့ဒီ application ကမတန်ဆွမ်းသူတွေနားမကြားတဲ့သူတွေနဲ့စကားမပြောတတ်တဲ့သူတွေအတွက်အထောက်အကူဖြစ်ပြီးတော့အသုံးဝင်မယ်လို့ထင်ပါတယ်